စစ်ဖနာအောက်ကပြည်သူလူထုရဲ့ဆင်းရဲမွဲတေမှုကိုအရင်ဆုံးဓာတ်ရိုက်ထိတွေ့ခံစားသိရှိရသူတွေဟာယဟန်တန်ဃာတော်တွေပဲဖြစ်ပါတယ်။နေ့စဉ်နက်တိုင်းဆွမ်းခံထွက်လို့ရတဲ့ဆွမ်းနဲ့ဆွမ်းဟင်းတဖြည်းဖြည်းညံ့တစ်ထက်ညံ့လာတာနဲတစ်ထက်နဲလာတာကိုကြည့်ပြီးတန်ဃာတော်တွေဟာတနတ်သေးစားရတဲ့ဆွမ်းကိုတော့မျိုးမကြရလောက်အောင်လူထုရဲ့ဒုက္ခကိုမျှဝေခံစားခဲ့ရပါတယ်။လူထုရဲ့ဆင်းရဲကြက်တဲမှုကိုမကြည့်ရတော့လို့ပခုတ်ကူတန်ဃာတော်တွေကစက်တင်ဘာလ9 ရက်နေ့မှာမြစ်တာပို့စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ဒါကိုစစ်ဗိုလ်ချုပ်တစုကအကြမ်းဖက်တဲ့နည်းနဲ့ဖြေရှင်းတုံ့ပြန်ခဲ့ကြပါတယ်။ဖျားသားတော်တွေကိုဓာတ်တိုင်မှာကျိုးတုပ်ရိုက်နှက်ခဲ့တဲ့အထိနှိပ်စက်စော်ကားမှုတွေလုပ်ခဲ့တဲ့အတွက်နာဖအနေနဲ့တန်ဃာတော်တွေကိုဝန်ချတောင်းပန်မှုပြုလုပ်ဖို့တောင်းဆိုချက်တွေမရရင်ကံဆောင်တပိတ်မှောက်မှုတွေပြုလုပ်သွားမယ်လို့တန်ဃာတော်တွေကအတိအလင်းထုတ်ပြန်မိန့်ကြားလိုက်ပါတယ်ရှေးရန်၌ရှိသောနန္ဒစัจ java လာနန္ဒတတဝါတို့ဘေးရန်ခတ်သိမ်းခြင်းကြပါစေဒေါသခတ်သိမ်းခြင်းကြပါစေဆင်းရဲခတ်သိမ်းခြင်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေနောက်ရန်၌ရှိသောနန္ဒစัจ java လာနန္ဒတတဝါတို့အေးရန်ခတ်သိမ်းခြင်းကြပါစေဒေါသခတ်သိမ်းခြင်းကြပါစေယဟန်တန်ဃာတော်တွေသာမကသီလရှင်များကလည်းပါဝင်လာကြပြီးသာသနာအလံတော်ကိုအမြင့်ဆုံးလွှင့်ထူလို့ကံဆောင်တပိတ်မှောက်မှုတွေမြို့ရောနယ်ပါမကျန်နေရာအနှံ့ပြုလုပ်ခဲ့ကြပါတယ်နန္ဒစัจ java လာနန္ဒတတဝါတို့ဘေးရန်ခတ်သိမ်းခြင်းကြပါစေ